3 ရက် 12 လ 2025 တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပေးသွားမှာဖြစ်ပါတယ်။ကိုလောက်ကင်နေတဲ့အလုပ်တွေသတ်မှတ်ချိန်ထက်စောပြီးတော့ပြီးစီဖို့အတွက်အလျင်လိုလာလိမ့်မယ်။ရဝေးအဆက်အသွယ်ရတတ်တဲ့စီကံတင်ကျပ်မှုကိုခံရမယ်။ကိုယ့်ရဲ့ဩဇာတက်ရောက်မှုကကျေပြန့်လာအောင်လို့လှုံ့ဆော်ရမယ်။သစ္စာတရားကိုတန်ဖိုးထားသူတို့သစ္စာဖောက်ခံရတတ်တဲ့နောက်ဆုံးမှာကိုကထားခဲ့ခံရလို့ကြံရစ်ဖြစ်တတ်တယ်။ဒီနေ့အတွက်ဆောင်းအားရှောင်မဲ့ရာကတော့ကိုကမေတ္တာပေးပြီးဆက်ဆံပေမဲ့ပြန်မရလာတဲ့အခါမျိုးမှာစိတ်အလိုမကျတာမျိုးမဖြစ်ပါစေနဲ့။အကောင်းဆုံးဆိုတဲ့အရာကိုမေတ္တာစစ်စစ်နဲ့သာပေးပါ။ကိုယ့်ဘက်ကကိုယ်စီးကိုယ်သာလုံအောင်နေပါ။ Lucky number နဲ့ Universe message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်။တနေ့တာလုံးအဆင်ပြေချုံမွေးကြပါစေ။ဗီဒီယိုကိုသုံးတဲ့ထိကြည့်ပြီးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။